Part 7. How many odd numbers are there in the following numbers from the 4 to the 18? ကိန်းနဲ့ပေးထားတယ်1 2 3 5 8 73 1ကမ2ကစုံ3ကမစုံမနောက်ကလည်းအတိုင်းပဲ5 8 73ကလည်းမစုံမ odd even odd သုံးလုံးတည်းဖြစ်တယ်အဲ့ဒီမှာ तू ကမေးတာပု္ပ္ပစာမေးတာ odd number ဖြစ်တယ် odd number ဒီမှာဘယ်နှလုံးပါလဲနှလုံးပါတယ်နှလုံးပါတယ်ဆိုရင်အတွက်ဒီချိန်ကဒီသုံးလုံးတည်းမှာနှလုံးပါတယ်ဆိုတော့မှတ်ထားရမယ်ပြီးတော့ number ဘယ်ကနေပေးထည့်လဲ4ကနေ18လုံးထိဘယ်နှလုံးရှိလဲသိကျင်တယ်ဘာလုပ်လိုက်မလဲ18ထဲက4ကိုတစ်လျှော့ပြီးနှုတ်လိုက်မယ်18ထဲက3လုံးတော့15လုံးရှိတယ်အဲ့15လုံးကို3လုံးတည်းဆိုတော့3နဲ့စားလိုက်တယ်9ရတယ်9ရွဲရတယ်ပေါ့9ရွဲရတယ်တရွဲမှာမကင်းရဘယ်လုံးပါလဲနှလုံးပါတယ်ဒါကြောင့်မလို့ total odd numbers က9အမြောက်နဲ့ဆိုတော့10ပေါ့ဟုတ်ပြီရမယ်နော်ဒါဆိုရင်ဒီချိန်တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတား